နောက်တန်ဖိုးရှိတဲ့စကားဒါကြတော့ရှားဖွေပြီးတော့ကိုနားထောင်ရမယ်မှန်ပါဗျာတန်ဖိုးရှိတဲ့စကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဂိယသုတ်တံကိုနည်းနည်းလေးဏိကုံးချုပ်ပြောခြင်းမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုတ်အကျွေးယာယီသူဆောင်ရွက်တယ်ရှင်အနန္ဒာအလုတ်အကျွေးမလုပ်ခင်တုန်းကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့သွားရင်းနဲ့ဟိုးခလန်းလန်းမှာတရက်ဥယျာဉ်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်မြင်တော့မြတ်စွာဘုရားတဲ့တပည့်တော်အဲ့ဒီတရက်ဥယျာဉ်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအရန်ပေါက်တယ်တပည့်တော်အဲ့ဒီသွားပါရစီအဲ့တော့မြတ်စွာဘုရားကချစ်သားငါဘုရားတပါးတည်းနောက်ထပ်အလုတ်အကျွေးယဟန်တပါးလာသည်အထိစောင့်ဆိုင်ပါအောင်အရှင်ဘုရားတဲ့တပည့်တော်သွားတရားအထုတ်ပါရစီအရှင်ဘုရားကတရားအထုတ်เสียမလိုတော့ဘူးတဲ့ပြီးပြီးသားတပည့်တော်အခုမှပုထုသင်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွင့်လွှတ်တော်မူပါဟောအဲ့ဒါလိုတောင်လျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက3ချိန်တားတယ်မရဘူး။ကိုင်းတရားအထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့။သွားလေဆိုတော့ဘုရားရဲ့တပိတ်သင်္ကန်းကိုအဲ့ဒီနာအသာချထားခဲ့ပြီးတော့သွားတာဗျာ။တရားအထုတ်ခြင်းလွန်းတဲ့စိတ်နော်။အဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓာတ်ခိုက်နေတာ။အဲ့ဒီတရက်ဥယျာဉ်ကြီးကတစ်ချိန်တုန်းကသူကရှင်မင်းဖြစ်ပြီးတော့ဌိနန်းဆွဆန်ခဲ့တဲ့နေရာကြီးတဲ့။ဒါသူမသိပါဘူး။ဘဝလောကဆိုတာသိဆန်းကျယ်တယ်ဗျနော်အဲ့ဒါနဲ့အဲ့ဒီနေရာလဲရောက်ရောသူကအဲ့ဒီတရက်ဥယျာဉ်ကြီးရဲ့အလဲကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့မဲတရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာအော်တိတ်ဆိတ်လို့အေးချမ်းလိုက်တာအယောင်နောက်ကျလိုက်တာအဲ့ဒါလိုဖြစ်တယ်ခဏလဲနေရောအဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယ်ရောက်တော့မှမသိဘာတွေဖြစ်လာတုံးဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့အဲ့ဒါနဲ့ तू ချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်အဲ့ဒါနဲ့ तू တရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်အော်အံ့ဩစရာကောင်းလိုက်တာငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးတော့လာခဲ့တာဘယ်နဲ့ကြောင့်ဒီဝိတ္တဆိုးတွေဝင်နေပါလဲဖယ်လို့ကိုမရဘူးဖြစ်နေတာအဲ့ဒါ तू ရှင်မင်းဘဝကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့အဲ့ဒါနဲ့မြတ်စွာဘုရားကြီးကို तू ကြွသွားတယ်ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာတပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာအတွေးတွေကခြုံနေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရသိခက်တာပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားစိတ်ဆိုတာအင်မတန်လျက်ပေါ်လော်လီတယ်အင်မတန်တုန်လှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုန်လှုပ်တယ်လို့မျိုးပဲတဲ့ကာမအာယုန်တွေထဲမှာအမြဲနေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရောလုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့လေးသမားဟာသူ့ရဲ့မြားတံကိုမိအပူပေးပြီးတော့ဖြောင်းတယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင်းမတ်အောင်ပြုတ်ပြီးတော့ရုံထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေရုံထွက်နိုင်အောင်ကြိုးစားရမယ်ဒီမန်ရဲ့ကိလေသာမန်ရဲ့လက်ကနေရုံထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာအဲ့ဒီမှာတလက်စတယ်မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမေအရဟတဖို့လို့ခေါ်ရတယ်စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတယ်စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်တဲ့ပိဋကရဲ့တရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမေအရဟတဖို့ကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ်၅ပါးရှိတယ်နံပါတ်1မိတ်ကောင်းဆွေကောင်းတဲ့နော်နံပါတ်2ပါတိမောက္ခတံဝရသီလကိုကျင့်တရားတဲ့ဟုတ်လားနံပါတ်3စကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်4မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိရမယ်တဲ့နံပါတ်5ဖြစ်ချင်းပြက်ချင်းကိုထွတ်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့